ညီကိုရအောင်မဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒါနှစ်ပွဲပေးခဲ့တယ်ဗျာနော်ဒါကျွန်တော်ဒါ English Cash ဒါ Carabao Cup နော် semi final ဒုတိယကြော့ဒါArsenal နဲ့ Chelsea နဲ့ပွဲကိုကျွန်တော်ဒါ Arsenal body နဲ့ကိုပေါင်းအပေါ်ပေးခဲ့တယ်ကျွန်တော်ကိုပေါင်းတော့မရခဲ့ဘူး body တော့ရခဲ့တယ်နောက်ထပ်တစ်ပွဲကျွန်တော်ဒါနောက်ထပ်တစ်ပွဲက AC Milan ပွဲနော် AC Milan ပွဲကိုလည်းကျွန်တော်ကိုပေါင်းမရဘူးဗျာနော် AC body ပဲရခဲ့တယ်ဗျာဒီနေ့မှာလည်းကျွန်တော်တို့ဒါ English Cup เนาะ English Cup ဒါ Carabao Cup semi final ဒုတိယအကြော့เนาะဒါ Arsenal ကတော့ကျွန်တော်တို့ဒါဗိုလ်လီပွဲမှာသွားဆောင်နေပြီဒီနေ့ဒါ Man City နဲ့ Newcastle တဲ့နှစ်သင်းနဲ့တသင်းကเนาะ Newcastle ဒါဒီပွဲမှာဟို Man City ကိုဂိုးပြတ်တာပြန်နိုင်ခဲ့မယ်ဆိုရင်တက်ဖို့အတွက်ရာခိုင်နှုန်းများတယ်ဒါပေမဲ့ chance ရန်နေပါတယ်ဗျာเนาะအဲ့တော့ Arsenal ကစောင့်နေပြီဒီနေ့ဒီနှစ်သင်းနဲ့ဘယ်သင်းတက်မလဲ Man City ပဲတက်ဖို့များမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုပထမအကြော့မှာလည်းကျွန်တော်ဒါ2-0လောက်နဲ့ပြီးထားတာဆိုတော့เนาะအဲ့တော့ဒီနေ့ကျွန်တော်ဒါအရင်ဆုံးเนาะကျွန်တော်ဒါ Man City နဲ့ဒါ Newcastle ပွဲကျွန်တော်အရင်ဆုံးသုံးသပ်ပြမယ်เนาะဒီ Man City နဲ့ Newcastle ကကျွန်တော်ဒါလက်ရှိမှာဆိုလို့ရှိရင်เนาะဒါ head to head အရာကြည့်မယ်ဆိုလို့ရှိရင်ရော Man City အိမ်ကွင်းမှာ Newcastle ကเนาะဒါဂိုးပြတ်အနည်းဆုံး2ဂိုးပြတ်လောက်နဲ့ဒါရှုံးနေခဲ့ပွဲတွေကများတယ်2ဂိုးပြတ်လောက်နဲ့ရှုံးနေခဲ့တာလည်းများသလိုပြီးရင် Newcastle ကအဓိကကစားသမားတိုက်စစ်မှုကလည်းဒီနေ့ညမှာပါဝင်နိုင်မှာမဟုတ်ဘူးเนาะကျွန်တော်ဒါဒိုင်ယာကြောင့်ပြဿနာဖြစ်နေတယ် Man City ကတော့ကျွန်တော်ဒါလူစုံတက်ဆုံပဲเนาะဒါ Chucky တို့ Semenyo တို့เนาะကျွန်တော်ဒါ Haaland တို့ဘာတို့နဲ့ပဲဒါပွဲထွက်လာဖို့များတယ်အဲ့တော့ဒီမနက်အစောပိုင်းပေါ့နော်ဒါ Man City ကပေးထားတဲ့ကျွန်တော်တို့ဒါဈေးတန်းဒီတစ်လုံးတဝက်ပျော်ရွှင်ခွင့်ရမယ်တစ်လုံးကိုကျွန်တော်တို့ဒါတဝက်ပျော်ရွှင်ခွင့်ရမယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ3လုံးတည်ရဖြစ်တယ်ဗျာနော်လက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ဒီနေ့ညပွဲမှာ Man City ဒီကျွန်တော်ပထမအကျော့က2-0လောက်နဲ့နိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာကျွန်တော်တို့ဒါ Newcastle ကိုတည်ရလောက်နဲ့ပဲခံပြီးတော့ကစားသွားမလားဒါမှမဟုတ်ပွဲကိုထိန်းပြီးကစားသွားမလားဒါမှမဟုတ်သူအနိုင်ရလက်ဖြစ်အောင်လို့စွမ်းဆောင်ပြနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်เนาะအနည်းဆုံးကျွန်တော်ကတော့ဒီနေ့ပွဲမှာဟို Man City ကထိန်းကစားသွားပြီးတော့အနည်းဆုံးကတ်နိုင်သွားဖို့တော့ပဲများတယ်လို့ကျွန်တော်ယူဆရတယ်အဲ့တော့ကျွန်တော်တို့ဒါ Man City ကဒီမနက်ဈေးတန်းတစ်လုံးတစ်ဝက်ပျော်ရွှင်ခွင့်ဒီเนาะကျွန်တော်အနည်းဆုံးဒါ 1-2-1 တပေါက်လောက်နဲ့ကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဂိုးပေါင်းကတော့3လုံးတည်ဆိုတော့เนาะခုနပြောခဲ့သလိုပဲ2-1 တပေါက်လောက်တော့ကျွန်တော်မှန်းတယ်အဲ့တော့ဂိုးပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်ဗျာเนาะဂိုးပေါင်းပေါ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ3လုံးတည်เนาะဒါ4လုံးမှကျွန်တော်တို့ကစားရမယ်ဂိမ်းဖြစ်တယ်အဲ့တော့ Man City ပွဲကိုကျွန်တော်ဒါဟို Man City body ရဲ့ဂိုးပေါင်းအောက်ရကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲကကျွန်တော်ဒါเนาะဒါ quarter final เนาะဒါ Italy Cup เนาะ Coppa Italia Cup เนาะကျွန်တော် quarter final ပွဲ Inter Milan နဲ့ Torino ရဲ့ပွဲဖြစ်တယ်ဗျာเนาะလက်ရှိဒါ Inter ကလက်ရှိမှာဆိုလို့ရှိရင်ဒါခြေစွမ်းပိုင်းတော်တော်လေးကောင်းမွန်နေတဲ့အသင်းဖြစ်တယ်ပြီးလို့ရှိရင်ဟိုကျွန်တော်ဒါဒီနောက်ပိုင်းအိမ်ကွင်းပွဲတွေမှာဆိုလို့ရှိရင်လည်း Inter ကเนาะအနည်းဆုံးတစ်ပွဲကိုဒါဗျမ်းမြတ်เนาะဟို 1-2-0 လောက်နဲ့ဒါနိုင်ထားရတယ်ဗျာเนาะနှစ်သင်းလုံးရဲ့ head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Inter အိမ်ကွင်းမှာဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ဒါ Torino နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် Inter က Torino ကိုကျွန်တော်5-0 လောက်နဲ့ဒါဂိုးပြတ်အနိုင်ရခဲ့တဲ့မှတ်တမ်းလည်းရှိတယ်ပြီးတော့ဟို Torino ကွင်းမှာဆိုလို့ရှိရင်လည်း Inter က2-0 လောက်နဲ့နိုင်ထားတယ်เนาะဒါဂိုးပြတ်နိုင်ထားတဲ့ပွဲကပိုများတယ်ဗျာเนาะ Torino ဒါပေမဲ့ကျွန်တော်ဒါဒီ Torino ရဲ့ကျွန်တော်ဒါဟိုအီတလီเนาะဒါအမှတ်ပေးလိမဟုတ်ပဲနဲ့ကိုပါအီတလီရဲ့ဆွမ်းဆောင်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တိုရီနိုဒီရိုမာကိုဝေးကွင်းမှာ2-3နဲ့နိုင်ထားတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲဒီတိုရီနိုဟိုဒီဟိုဘောကိုပါအီတလီကတ်မှာပဲပီဆာကိုအိမ်ကွင်းမှာ1-0နဲ့နိုင်တယ်เนาะပြီးရင်မိုဒီနာကိုလည်းကျွန်တော်တို့1-0နဲ့နိုင်ထားတယ်ဗျာနော်ပြောချင်တာကတော့တိုရီနိုကကျွန်တော်တို့အီတလီအမှတ်ပေးလိမှာဆိုလို့ရှိရင်တော့အင်တာကိုဂိုးပြတ်ရှုံးနိုင်ကောင်းရှုံးလိမ့်မယ်ဒါပေမဲ့ဒီကလပ်မှာတော့ဒါသူတို့တိုရီနိုရဲ့ဒါမျောလင်းချက်တစ်ခုလည်းဖြစ်တယ်ဗျာနော်အင်တာကတော့ဒါအမှတ်ပေးစရာထိပ်မှာဥဆောင်နေတဲ့အတွက်ကြောင့်သူကတော့ဖလားနှလုံးလမ်းကြောင်းပေါ်မှာရှိမယ်တိုရီနိုကတော့ဒီဖလားတစ်လုံးနဲ့ပဲပြတ်မှတ်ထားတဲ့အတွက်ကြောင့်ဒီနေ့ညပွဲမှာအင်တာအနေနဲ့ပေးထားတဲ့ဒီမနက်ဈေးတန်းဒီတစ်လုံးအပြည့်ရှုံးအဲ့တော့ကျွန်တော်ကဘယ်လိုယူဆလဲဆိုတော့အင်တာဒီနေ့ပွဲမှာနိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့တိုရီနိုကကိုပါအီတလီယာမှာခြေစွမ်းတော်တော်လေးကောင်းတယ်เนาะရိုမာလိုအသင်းမျိုးတောင်မှအဝေးကွင်းမှာ3-2နဲ့ကြိတ်ထားတာအဲ့အတွက်ကြောင့်ကျွန်တော်စိတ်ထင်ရတော့เนาะဟိုအင်တာနိုင်ခဲ့မယ်ဆိုရင်တော့မှဂိုးပြတ်နိုင်ဖို့မဖြစ်နိုင်ဘူးเนาะအနည်းဆုံးဒါ1-0တပေါက်လောက်ပဲသူနိုင်ဖို့များတယ်အဲ့တော့အင်တာနက်ပွဲကိုကျွန်တော်ကဒါဟိုတစ်လုံးကိုအပြည့်ရှုံးဆိုတော့เนาะကိုအင်တာဘော်ဒီကိုကျွန်တော်မကြိုက်ဘူးကျွန်တော်တိုရီနိုကိုပိုကြိုက်တယ်ဗျာเนาะနောက်ထပ်ကိုဟိုဘောကျွန်တော်တို့ဂိုးပေါင်းပေါ့နော်ဂိုးပေါင်းရဆိုလို့ရှိရင်လည်းဒီတိုရီနိုနဲ့အင်တာနက်တွေ့လို့ရှိရင်အနည်းဆုံးเนาะတပွဲမှာကျွန်တော်ဒါ
3လုံးလောက်ကပေါ်တာများတယ်ဗျာနော်ပေါ်နိုင်ကြီးများတယ်ပြီးတော့ဒီကquarter final လည်းဖြစ်တဲ့အတွက်ကြောင့်ဒါအကျိတ်နဲ့ရှင်ပြိုင်မယ်လို့လည်းထင်တယ်အဲ့တော့အပြန်လှန်သွင်းကိုတွေနဲ့ဂိုးပေါင်းပေါ်ဖို့များတယ်ဗျာနော်ခုနပြောသလိုပဲကျွန်တော်တို့2-1တပေါက်ဒါမှမဟုတ်3-2လား2-1လားအဲ့တပေါက်ကိုကျွန်တော်မှန်းတယ်ဗျာနော်အဲ့တော့ Torino Body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဂိုးပေါင်းကတော့ကျွန်တော်ဒါဈေးတန်းက3လုံးတစ်ဝက်ပျော်ရွှင်ခွင့်ရမယ်ဆိုတော့နော်ဒါ Torino Body ရဲ့ကျွန်တော်ဂိုးပေါင်းပေါ်ကိုကြိုက်တယ်ဗျာနော်ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ကျွန်တော်ဒါ English Carabao Cup Man City Body ရဲ့ဂိုးပေါင်းအောက်ရဲ့ပြီးရင် Italy Coppa Italia Cup နော် Torino Body ရဲ့ဂိုးပေါင်းအပေါ်ရဲ့နော်ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဗျာနော်အကြိုက်တူတဲ့ညီကိုတွေဆော့ပါအကြိုက်မတူဆိုလို့ရှိရင်ဘက်ကံပါဗျာနော်ကျွန်တော်ဒါ channel ပွဲတွေဒါမောင်းကလေးတွေကိုတော့ကျွန်တော်ဒါ channel ထဲမှာပဲကျွန်တော်တင်ပေးမယ်နော်ဟိုစိတ်ဝင်စားတဲ့ညီကိုတွေကကျွန်တော်ဒါဒီ video အောက်မှာဆိုလို့ရှိရင်ဒါ link လေးလည်းချပေးထားတယ်ဆက်သွယ်ရမယ့်ဟာလေးလည်းချပေးထားတယ်နော်ဟိုဝါသနာပါတဲ့ညီကိုတွေကလာရောက်လေ့လာလို့ရတယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်ဗျာနော်ဒီနေ့တော့ဒီလောက်ပါပဲ